ကဲမနေ့ကစေတာရှင်တွင်းခဲ့တဲ့လှပတဲ့တွင်းကိုတွေကိုပြန်ပြီးတော့အထူးကြည့်လိုက်ရအောင်ဗျကန်ချတော့တော်တော်တည်တတ်တယ်ပေါ့နော်အစပြုလာတော့နောက်ထပ်ဝေးရနေတဆင့်တင်းပေါ်နဲ့အတူချိတ်ဆက်လုပ်ပြီးတော့ဒါအပေးယူမြတ်များနေပေါ့နော် AMR ရဲ့ကစားကွက်ကိုပုံဖော်တာဒါနောက်ထပ်ဝေးပြန်ပေးတယ်နောက်ထပ်ဝေးရနေ redo ပေါ်နာတိုင်းမကန်မဲနဲ့စီတာရှင်းကိုပေးတယ်ပေါ့နော်ဒီနေရာမှာစီတာရှင်းရလေကန်ချက်ကတော်တော်တရက်ခဲတာပါစီတာရှင်းကပုတ်ထွက်ခွင့်ရတာမှတော်တော်လေး performance ပြခဲ့တယ်လို့ပြောရမယ်ပေါ့နော်နော်ကြီးက AR တက်မရှိမဖြစ်လို့ပြောလို့ရနေပြီဒီကူမှဆိုရင်လည်းဒါတော်တော်လေးပေါ့နော်စီတာရှင်းရတော့ဘယ်လိုလဲ AR တက်တော်တော်လေးအသုံးဝင်မဲ့ကစားသမားတယောက်ဖြစ်လာဖို့အတွက်ဒါမျှော်လင့်လို့ရတဲ့အထက်မှာပါလာပြီပေါ့အဲ့နေရာမှာသူနဲ့ redo ပေါ်နာနှစ်ယောက်လုံးရှိနေခဲ့ပေမဲ့ redo ပေါ်နာရဲ့ရှိရနေဖြတ်ပြေးပြီးတာ redo ပေါ်နာမပြီးဘဲနဲ့ဒါသူကိုယ်တိုင်ပဲဒါအဆုံးသတ်ပြီးတော့လာပါနဲ့ကိုရအောင်လို့ကစားနိုင်ခဲ့တာပေါ့စစ်တာရှင်းကတော့တော်တော်လေးနာမည်လေးရလာဖို့အနေထားမှာရှိလာပြီပေါ့နော်ဒီတပွဲထဲမှာဝင်ရောက်ကစားခဲ့ပြီးတော့နောက်ကိုထိတူတာတယောက်ထင်းနဲ့တွင်းနိုင်ခဲ့တာပဲတော်တော်ချီကျူးစရာဖြစ်လာခဲ့တာပေါ့